ဒါဆိုရင်အီတလီမှာကျောင်းတက်ဖို့အတွက်ဘာလို့ကျောင်းတက်တင်တယ်လို့ထင်တာလဲ အီတလီမှာနံပါတ်1အချက်ကျောင်းစိတ်သက်တာတယ်ကျောင်းစိတ်သက်တာရဲ့ဆိုတာမြင်သာအောင်ပြောလို့ရှိရင်သူကတစ်နှစ်စာဟိုမှာကျွန်တော်တို့ယူရိုပေါ့နော်ယူရိုက3000ဝန်းကျင်3000အောက်ပဲကျတယ်အဲ့တော့နောက်ပြီးတော့ခုနပြောတဲ့ပဲကျောင်းစိတ်သက်တာအောင် 80% scholarship လဲရှောက်လို့ရတယ်နောက်ပြီးတော့အရေးကြီးဆုံးကဘာလဲဆိုတော့ကျောင်းတက်နေတော့မှတရဝေပတ်တိုင်းလုပ်ပိုင်ခွင့်ရှိတယ်အဲ့တော့ပတ်တိုင်းလုပ်တာကလေတစ်ပတ်ကိုနိုင်20ဟိုမှာတနာရီကို10ပေါင်လောက်ဝန်းကျင်ရတယ်ဆိုရင်ကိုစိတ်နဲ့ကိုတက္ကသိုလ်ပညာကြီးပြီးသွားနိုင်တယ်ပေါ့နော်ဒါသည်စရိတ်နံပါတ်1နံပါတ်2ပြောမယ်နော်အဲ့ဒါဘာလဲဆိုတော့ကျောင်းပြီးရင်ကျွန်တော်တို့ EU working pass ရမယ်အဲ့တော့ EU working pass ကလည်းခုနပြောသလိုပဲ EU working pass ဖြစ်တဲ့ EU နိုင်ငံတွေအကုန်လုံးကိုတွားလို့ရတဲ့ဟာဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ basic pay ရတော့ပေါင်ယူရို1200တွေ1500ကျရမယ်နော်နောက်တစ်ခု9နှစ်ပြည့်လို့ရှိရင်အီတလီစာလဲရတယ်အခွန်တွေလည်းကုန်ဆောင်ထားတယ်ဆိုရင်အီတလီနိုင်ငံရဲ့ permanent resident PR ရှောက်ပိုင်ခွင့်ရှိတယ်အဲ့ဒါဆိုရင်10နှစ်ဆိုရင်ရော10နှစ်ဆိုရင် citizen ရှောက်ပိုင်ခွင့်ရှိသွားပြီအဲ့တော့စဉ်းစားကြည့်ရအောင်အခုနေမြန်မာလေးကဟလာ20ကျော်ဟလာ30အောက်25ဝန်းကျင်လူငယ်တယောက်သားဆိုလို့ရှိရင်အဲ့တော့စပြီးတော့သွားမယ် foundation cost တက်မယ်နော်အဲ့တော့အဲ့6လလောက်အပြီးမှာကိုယ်စီနဲ့ကိုစူးစမ်းရင်နှစ်3နှစ်နဲ့ကျွန်တော်တို့ bachelor တစ်ခုရသွားမယ်ဒါမှမဟုတ်လည်း master ရသွားမယ်တရားဝင်လုပ်လို့ရမယ်ဈားထဲမှာလည်းပတ်တိုင်းနောက်ပြီးအကြောင်းပြီးရင်လည်း EU တစ်ခုလုံးလုပ်လို့ရတဲ့ working pass ရမယ်9နှစ်ပြည့်ရင် PR ဖြစ်မယ်10နှစ်ပြည့်ရင် citizen ဖြစ်နိုင်တဲ့ဟာညီမလေးဘာများမေးချင်သေးလဲပေါ့နော်ဒါကနံပါတ်1ပေါ့အဲ့တော့နောက်တစ်ခုအရေးကြီးဆုံးကတော့အီတလီဒီ UK လိုမျိုးယာတီဥလိုမကြမ်းဘူးဟုတ်လားကနေဒါလိုမျိုးအေးမဆက်နေဘူးအီတလီဒီသူ့ရဲ့ lifestyle အရာကိုပျော်ဖို့ကောင်းတဲ့နေရာအစားအသောက်တွေကောင်းတယ်ရှုခင်းတွေလှတယ်လူတွေကလှလှပပနေတယ်အဲ့တော့နောက်တစ်ချက်ကကြတော့အီတလီကနေပြီးတော့ဆွစ်ဇာလန်ကိုတော့မှတကယ်မီလန်ကယထာစီ3နာရီပဲရှိ work life balance ပေါ့နော်ကိုကစက်တိုက်အခြေချပြီးနေမယ်ဆိုရင်တော့မှကိုယ့်ရဲ့စူးစမ်းတဲ့အလုပ်ချိန်နဲ့ရောကိုယ့်ရဲ့ lifestyle ကို enjoy လုပ်တဲ့နေရာမှာရောအင်မတန် balance ဖြစ်တဲ့နိုင်ငံဖြစ်တဲ့အတွက်သွားတဲ့နိုင်ငံထဲမှာပါပါတယ်